router ဆိုတာပါလေမတူညီသော network တွေကို contact လုပ်ရာတွင်အသုံးပြုတဲ့ networking device တစ်ခုဖြစ်ပါတယ် data packet တွေကို forward လုပ်ခြင်းဟာ router ၏အဓိက main job ဖြစ်ပါတယ် OSI 7 layer ဖြစ်တဲ့ physical layer, data link layer, network layer, transport layer, succession layer, presentation layer, application layer တို့ထဲမှာမှ network layer လို့ခေါ်တဲ့ layer 3မှာ router ကအလုပ်လုပ်ပါတယ်ပြီးတော့ကျွန်တော် router မှာပါတဲ့ function တွေကတော့ routing, NAT, DHCP, firewall ACA တို့က router မှာပါဝင်တဲ့ function တွေဖြစ်ပါတယ်routing function က data ပို့လွှတ်ဖို့အတွက်အကောင်းဆုံးပတ်လမ်းကြောင်းကိုရှာဖွေခြင်းအလုပ်ကိုလုပ်ပါတယ် NAT က public network က IP နဲ့ private network က IP တွေကို translate လုပ်တဲ့အလုပ်ကိုလုပ်ပါတယ် DHCP function က IP address တွေကိုအလိုလျောက်အဆိုင်ချပေးပါတယ် firewall ACA က network traffic တွေကို control လုပ်တဲ့ချိန်မှာအသုံးပြုတဲ့ security function ဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ